ခဏလောက်ရက်လိုက်ပါတင်းလက်ထဲမှာဖုန်းကိုမချနိုင်ပဲတောက်လျှောက် scroll လုပ်နေမိတယ်မလားနောက်ထပ်ဗီဒီယိုတစ်ပုဒ်နောက်ထပ် TikTok တစ်ခုအစတုန်းကတော့စိတ်လှုပ်ရှားစရာလို့ထင်ခဲ့မိပါတယ်ဒါပေမဲ့အခုချိန်မှာကိုယ်စိတ်ထဲမှာကြံခဲ့တာကဒေါသနဲ့ငါနောက်ကျကြံနေပြီဆိုတဲ့ခံစားချက်တွေပါပဲမနေ့အစောကြီးအိယာနိုးတော့လဲဘာလို့ရမှန်းမသိရောင်ချချနဲ့စာအုပ်ဖတ်မယ်လို့တွေးမိပေမဲ့နောက်ဆုံးတော့ Wi-Fi နဲ့အိယာပေါ်မှာပဲလုံးချလဲနေတော့နေတိုင်းဒီပုံစံကွက်ထဲမှာပဲလဲနေတာကိုယ့်ရဲ့စွမ်းအားတွေလည်းကုံဆုံးလူအနီးပါပဲအဲ့ဒီနောင်တဆိုတာကိုခင်ဗျားနားလည်နေမှာပါဒါပေမဲ့အမှန်တရားကတော့တက်တောင့်တက်တာနေမှုနဲ့မနေ့ဖြန်မှလုံမယ်ဆိုတဲ့အသွေးတွေကတင်းရဲ့အသွင်းစိတ်စွမ်းအားကိုဖျက်ဆီးနေတာပါတင်ထိန်ချုပ်နိုင်တဲ့အရာတွေကိုအခုပဲစတင်လိုက်ပါကိုပြန်လီးစားပါနေ့စဉ်ရွေးချယ်မှုတွေကိုကိုယ်တိုင်ပိုင်ဆိုးပါကိုစွမ်းရည်တွေကိုအပြည့်အဝအသုံးချလိုက်ပါဒါမှသာတင့်အတွက်စစ်မှန်တဲ့လွတ်လပ်မှုနဲ့အောင်မြင်မှုဆိုတာဖြစ်လာမှာပါအခုကစပြီးတင့်အနာဂတ်ကိုမနှက်ဖြန်လို့ခေါင်းစဉ်တတ်ထားခြင်းမလားတင်ဘလို့ပုံစံမျိုးနဲ့အောင်မြင်ခြင်းလဲရွေးချယ်မှုဆိုတာတင့်အတိတ်မှာမရှိတော့ပါဘူးအခုတင့်လက်ထဲမှာပဲရှိပါတော့တယ်